မင်္ဂလာပါကျမခင်သီပါဒီနေ့လည်းထိုင်းနိုင်ငံရဲ့စီးပွားရေးအခြေအနေတွေကိုအသေးစိတ်လေ့လာနိုင်မှုအတွက်အပိုင်းနှစ်ဖြစ်တဲ့ထိုင်းနိုင်ငံရဲ့ economic landscape ကိုအခြေခံပြီးတော့မှပြပြသွားခြင်းပါတယ်ထိုင်းနိုင်ငံရဲ့စီးပွားရေးတွေကိုဘယ်အရာတွေကမောင်းနှင်နေရလဲထိုင်းနိုင်ငံမှာဘယ်လုပ်ငန်းတွေလုပ်လို့ရှိရင်အအောင်မြင်ဆုံးဖြစ်လဲနောက်ပြီးတော့စီးပွားရေးအခြေအနေဘယ်လိုရှိလဲဆိုတာလေးကိုတစ်ချုပ်လေးဒီနေ့ပြပြသွားပါမယ်ထိုင်းနိုင်ငံမှာစီးပွားရေးလုပ်ဖို့စိတ်ကူးထားရဲဆိုလို့ရှိရင်ဒီနိုင်ငံရဲ့စီးပွားရေးကဘယ်လိုပုံစံနဲ့လဲပတ်နေလဲဆိုတာကိုသိထားဖို့အတွက်လိုတယ်။ထိုင်းနိုင်ငံကအင်ဒိုနီးရှားနိုင်ငံပြီးလို့ရှိရင်တော့အရှေ့တောင်အာရှမှာဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်ပြီးတော့မှကမ္ဘာဘဏ်ကလည်းပဲupper middle class ဝင်ငွေရှိတဲ့နိုင်ငံဆိုပြီးတော့မှသတ်မှတ်ထားတယ်ပေါ့နော်။အဲ့တော့ဒီနေ့ဗီဒီယိုမှာထိုင်းနိုင်ငံရဲ့စီးပွားရေးအခင်းအကျင်းကိုအနှစ်ချုပ်တင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့တော့ထိုင်းစီးပွားရေးရဲ့အဓိကကိန်းဂဏန်းတွေပေါ့ key indicators တွေပြောသွားပါမယ်အရင်ဆုံးထိုင်းနိုင်ငံရဲ့လက်ရှိအခြေအနေကိုကိန်းဂဏန်းတွေနဲ့ကြည့်ရအောင်ပေါ့နော်လူဦးရေကခန့်မှန်းခြေ65တန်းကျော်ရှိပါတယ် GDP နဲ့ကြည့်မယ်ဆိုရင်တော့ American dollar 950 billion ရှိပြီးတော့မှတော်တော်တောင့်တင်းတဲ့စီးပွားရေးလို့ပြောလို့ရတယ်သူကတော့ထိုင်းဘတ်ငွေကိုအဓိကအသုံးပြုပြီးတော့မှစီးပွားရေးလက်ပတ်နေရဖြစ်ပါတယ်ထိုင်းနိုင်ငံကကမ္ဘာထောက်ပံ့ရေးကွင်းဆက် global supply chain မှာအရေးပါတဲ့စိတ်ပိုင်းတစ်ခုဖြစ်ပြီးတော့အထူးသဖြင့်က electronic နဲ့စိုက်ပျိုးရေးထွက်ကုန်တွေကိုကမ္ဘာနှံတင်ဖို့နေတဲ့နိုင်ငံဖြစ်ပါတယ်အဲ့တော့ထိုင်းနိုင်ငံရဲ့အဓိကစီးပွားရေးကဏ္ဍကြီးတွေကဘာတွေဖြစ်မလဲပေါ့နော်ဆိုလို့ရှိရင်ပထမဆုံးကတော့မိထားလို့မရတာကကုန်ထုတ်လုပ်မှုကဏ္ဍလို့ခေါ်တဲ့ manufacturing ပဲဖြစ်ပါတယ်ဒါကထိုင်းနိုင်ငံရဲ့အကြီးဆုံးအစိတ်ပိုင်းဖြစ်တယ်ထိုင်းနိုင်ငံကိုအာရှရဲ့ကုန်ထုတ်လုပ်မှုအတွက်အရေးပါတဲ့နေရာဆိုပြီးတော့မှတင်စားကြတယ်။ဘာကြောင့်လဲဆိုလို့ရှိရင် Toyota တို့ Honda တို့ Samsung တို့Western Digital လိုမျိုးကမ္ဘာကျော်ကုမ္ပဏီကြီးတွေရဲ့အခြေစိုက်စက်ရုံတွေဒီမှာရှိတယ်။နောက်ပြီးတော့အဓိကကတော့ motor ယာဉ်တွေ electronic တွေရေနံဓာတုနဲ့အစားအစာထုတ်လုပ်ရေးတွေဒီမှာထုတ်လုပ်ကြတယ်။နောက်တစ်ခုထိုင်းနိုင်ငံမှာအောင်မြင်တဲ့အလုပ်ကတော့ tourism လုပ်ငန်းပဲဖြစ်ပါတယ်ခီးသွွားလုပ်ငန်းပေါ့နော်အဲနိုင်ငံသား SME လုပ်ငန်းရှင်တွေအတွက်ကအလွယ်ဆုံးဝင်ရောက်နိုင်တဲ့ကဏ္ဍကဘာလဲဆိုရင် tourism ပေါ့နော်အရင်းနှီးနဲ့ဝင်ရောက်နိုင်တယ်ဘန်ကောက်ဖူကက်ချင်းမိုင်ပတ္တယာခရာဘီအဲ့လိုနေရာတွေကကြတော့ကမ္ဘာလက်ခီးတဲ့ရဲ့အနှစ်သက်ဆုံးနေရာတွေဖြစ်တယ်ဒီနေရာတွေမှာဟိုတယ်တွေဖွင့်မယ် hostel လေးတွေဖွင့်မယ်စားတောက်ဆိုင်လေးတွေလုပ်မယ်ခီးသွွား agency တွေနဲ့တည်ယူပို့ဆောင်ရေးလုပ်ငန်းတွေလုပ်မယ်ဆိုလို့ရှိရင် SME တွေအတွက်ဒါကအခွင့်အလမ်းကောင်းတဲ့ဟာတစ်ခုဖြစ်တယ်လို့ပြောလို့ရတာပေါ့နော်နောက်ကဏ္ဍတစ်ခုကတော့စိုက်ပျိုးရေးကဏ္ဍ agriculture ပေါ့နော်ထိုင်းနိုင်ငံကဆန်တို့ rubber ထွက်တယ်ပင်လယ်စာကစွန်းဦးတကြားအဲ့ဒါတွေကိုကမ္ဘာကိုအဓိကတင်ပို့နေတဲ့နိုင်ငံဖြစ်တယ်အဲ့တော့ကျေးလက်ဒေသတွေမှာတော့စိုက်ပျိုးရေးအဓိကကြပြီးတော့ခင်မီတဲ့နည်းပညာတွေနဲ့ပေါင်းစပ်ပြီးတော့မှပို့ပြီးတော့မှအစင်းမြင့်တဲ့ product တွေကိုထုတ်နေတာတွေ့နိုင်တယ်နောက်ထပ်အရေးကြီးတဲ့ကဏ္ဍတစ်ခုကတော့ digital စီးပွားရေးပေါ့ digital economy လို့ပြောမယ်နောက်ဆုံးဒါကတော့နောက်ဆုံး highlight လုပ်ချင်တဲ့ဟာလေးပေါ့နော်အလင်းအများဆုံးတိုးတက်နေတဲ့ဥစ္စာ digital ကဏ္ဍဖြစ်တဲ့ e-commerce fintech digital marketing software development ဒါတွေအားကောင်းလာတယ်အစိုးရကိုယ်တိုင်ကလည်း Thailand 4.0 ဆိုတဲ့မူဝါဒနဲ့ digital အသွင်ကူးပြောင်းရေးကိုတွန်းအားပေးနေရပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့အတွက်အနှစ်ချုပ်ပေးရမယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးအတွက်အနှစ်ချုပ်ပေးရမယ်ဆိုလို့ရှိရင်တော့ထိုင်းနိုင်ငံရဲ့စီးပွားရေးကကဏ္ဍအစုံမှာခိုင်မာနဲ့တည်ရှိနေပြီးတော့မှ SME တွေအတွက်ကိုနေရာအများကြီးရှိပါတယ်အဲ့တော့သင်ကရောဘယ်ကဏ္ဍမှာရင်းနှီးမြှုပ်နှံကျင်တာလဲနောက်ထပ်ဗီဒီယိုတွေမှာတော့ထိုင်းနိုင်ငံမှာစီးပွားရေးလုပ်တဲ့အခါမှာလိုက်နာရမယ့်ဥပဒေတွေနဲ့လုပ်ထုံးလုပ်နည်းတွေကိုဆက်ပြီးတော့မှတင်ပြပြီးတော့ပါမယ်ဒီဗီဒီယိုကြိုက်တယ်ဆိုလို့ရှိရင်လည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့เนาะအားလုံးကျေးဇူးတင်ပါတယ်